ပြားပတုံးနေဟာပန်းမွင့်ကဝိရီကိုစုပ်တဲ့အခါမှာသူတို့စုပ်သည့်အတွက်ကြောင့်ပန်းပွင့်ဟာပျက်စီးသွားတာမရှိဘူးအရေးလေးပဲသူတို့အယူတယ်နော်ချိုမွေးတဲ့ပန်းမွင့်တဲ့ဝိရီလေးကိုသာသူတို့စုပ်ယူတာဖြစ်တယ်အပွင့်ကိုလည်းမထိခိုက်စေဘူးဝုံမုံတွေကိုလည်းမထိခိုက်စေဘူးအားလုံးဟာသူစုပ်သွားသည့်အတွက်ကြောင့်ဒီပန်းမွင့်ကြီးကပျက်စီးသွားတယ်လို့မရှိဘူးအဲ့ဒါလိုပဲယဟန်တန်ဃာတွေဟာတရားဓမ္မထံကပစ္စည်းဥစ္စာပစ္စည်းလေးပါးကိုအမိပြုပြီးယဟန်ဘဝနေရတဲ့အခါမှာပြားပရုံးရဲ့ချင်ထုံးတိုင်းလိုက်နာကျင့်သုံးရမယ်လို့ရသော်ပြဟောတယ်နော်ဘသူရဲ့ပစ္စည်းဥစ္စာကိုမှဆိုတော့ပစ္စည်းဥစ္စာဆိုတာတနေ့စောလေးတစ်စုံလောင်းတာနဲ့ဘသူမှမွဲတော့တာမရှိဘူးတို့လို့ဆိုလို့ရပေါ့ကိုစားရတဲ့ကတလုံးတစ်စုံလောင်းတာနဲ့ဆင်းရဲဒုက္ခရောက်သွားတယ်ဆိုတာမရှိဘူးအဲ့ဒါလို့ဆွမ်းခံစားတဲ့ယဟန်တွေဟာအခုလိုပဲတအိမ်တစ်စုံရတဲ့ဆွမ်းလေးနဲ့ကျင့်တတ်မဲ့ဆိုရင်တရားဓမ္မတွေရဲ့စီးပွားဥစ္စာလည်းမထိခိုက်ဘူးသူတို့ရဲ့တရားတရားကိုလည်းမပျက်စီးစေဘူးဆိုပြီးတော့ယဟန်တန်ဃာတွေလိုက်နာကျင့်သုံးမှုပြားပရုံးရဲ့ထုံးနည်းကိုနမူနာယူပြီးကျင့်သုံးမှုဟောကြားတဲ့စကားပဲဖြစ်တယ်ပေါ့အဲ့ဒါကဘသူ့ကိုအကြောင်းပြုဟောတာတော့လို့ဆိုရှင်မမောဂလမထေမြတ်နဲ့ပတ်သက်ပြီးတော့ဒီရာဇဂျုနာကတက်ကာရတိုင်းဆိုတဲ့ဏိကုံးဆိုတဲ့ရွာကြီးတစ်ရွာရှိတယ်အဲ့ဒီရွာကြီးမှာအလွန်ကိုနှမျောတဲ့တထေးတစ်ယောက်ရှိတယ်နှမျောတယ်ဆိုတာဘသူမှမတရာဘူးနော်ဘသူမှမတရာလာအောင်သူကိုယ်သူတောင်သူ့ဘိုက်တောင်သူမတရာအောင်နှမျောတဲ့လူရှိသေးတယ်တချို့ကိုတော့စားတယ်သူများမပေးတာဒါတစ်မျိုးနော်ကိုတောင်မစားရအောင်နှမျောတဲ့လူကလည်းရှိသေးတယ်နော်လောကမှာအဲ့ဒီလူသူကကောတိယဆိုတဲ့တထေးဟာအလွန်ကိုနှမျောလို့သူ့ကိုမစ္စရိယကောတိယလို့နာမည်ပေးထားဖြစ်တယ်သူနှမျောလိုက်ပုံဇလန်းလေးအကျဉ်းချုပ်ပြောရမယ်ဆိုရင်သူဟာမျိုးရဲသွားလိုက်ရင်ကနေပြီးတော့လမ်းဘေးမှာဒီအိုးကင်းနဲ့ကြော်တဲ့မုံကလေးကိုမေးရှက်ရစားပြီးတော့နေတဲ့ဆင်းရဲသားတယောက်ကိုကြည့်ပြီးတော့သူကအိုးကင်းကြော်ပုံလေးစားချင်တာမှတော်တော်ကိုစားချင်ကိုယ်ပဲဆန်ရှိနေဝယ်စားလိုက်ပါလားဆိုမဟုတ်ဘူးသူကတွေးတယ်ဒီမုံငါစားရင်ကျန်တဲ့လူတွေကလည်းသူတို့လည်းစားခြင်းနဲ့ဆိုပြီးဝိုင်းစားကြမှာအဲ့ကြောပတ်စံနေကုန်လိမ့်မယ်မစားဘူးငါစားရင်အကုန်စားကြမှာအဲ့တော့ငါလည်းမစားဘူးအောက်နေမယ်အောက်ရင်နဲ့ဘေးလုံးကြီးဖြစ်လာတဲ့နဲ့တူပါတယ်ကြည့်နော်အောက်နာကြတော့မအောက်နိုင်တဲ့အခါကြတော့အိတ်မပြောစားမဝင်ဖြစ်လာနေတိုင်းမကောင်းတဲ့အခါကြတော့တထေးတော်ကြီးကချင်းကပ်ပြီးတော့မေးတယ်ဘာဖြစ်လို့လဲဘာယောဂဖြစ်နေလဲနေမကောင်းဘူးလားလို့ဆိုဘာယောဂမှလည်းဟိုဒီဘက်ဒီဆန်းလို့ရမှာမဟုတ်ဘူးသူကအောင့်နေတဲ့ယောဂပဲစားခြင်းအတန်းနဲ့မစားရတဲ့အောင့်ဤနေရတဲ့ယောဂနောက်ဆုံးကြတော့တထေးတော်ကြီးမေးပါများတဲ့အခါကြတော့သူကပြောတယ်အိုးကင်းမုံလေးစားခြင်းနာအဲ့ဒါကြောင့်မလို့ဒါလေးမစားရလို့လူဟာမကြမ်းမမှာဖြစ်တယ်အဲ့ဒီလိုမကြမ်းမမှာဖြစ်ရင်မလို့မုံများခဲနာလိုက်လို့ပဲစနေရှိနေပဲကြော်လိုက်မယ်တမျိုးလုံးတနေ့တရွာလုံးစားလောက်အောင်သူကြောမယ်ဆိုတော့မင်းကြံတဲ့လူတွေဘာလုပ်ဖို့လဲကွာငါပတ်စံနေလည်းငါကုန်ကြံတဲ့လူတွေအတွက်ဒါဖြင့်ဒီလမ်းတဲ့လူတွေအကုန်ကျွေးဖို့ကြောမယ်ဆိုလမ်းတဲ့လူတွေသူ့ဘာသူလောက်ကင်စားတော့တာဘာလို့အကုန်ခံရဒါဆိုရင်အိမ်သူအိမ်သားတွေအတွက်လောက်အောင်ကြော်လိုက်မယ်ဒီမုံကိုကိုလုံးမယ်ဆိုအိမ်သူအိမ်သားတွေနေပါစေဒါဖြင့်ရှင်နဲ့ကျမနှစ်ယောက်စားအောင်တော့မင်းကဘာလုပ်ဖို့လဲနှမျောပုံကအဲ့ဒီတယောက်သူတယောက်တည်းပဲစားမယ်ပေါ့မင်းကဘာလုပ်ဖို့လဲပေါ့အဲ့ဒါလို့ပြောတော့ဒါဆိုလို့ရှင်လည်းကဲရှင်တယောက်တည်းအတွက်ကျွေးမယ်ဆိုပြီးတော့ထောပတ်တို့ပြာရည်တို့မုံညက်တို့အဲ့ဒါတွေ
ရှုပြီးတော့အေးငါတို့ကြော်စားရမြင်ကျန်တဲ့လူတွေသိကြလိုက်ပဲဘယ်သူမှမမြင်တဲ့နေရာဟိုတိုက်ခုနှစ်ထပ်ပေါ်တက်ပြီးကြော်မယ်ပေါ့ကြော်မယ်ပစ္စည်းတွေယူပြီးတော့တထေးတော်ကြီးတက်သွားတဲ့အခါတထေးကြီးကနောက်ကနေလိုက်သွားတကားတွေအကုန်ချက်ထိုးအပေါ်တက်တကားတွေအကုန်ချက်ထိုးပြီးအပေါ်တက်ပြီးတော့ကြော်တယ်နော်အဲ့ဒါလို့ကြောနေကရှိသေးတယ်မုန်းတစ်ချက်လည်းရရောဘွားကနေရှင်မောကလန်ကအဲ့ဒီကောင်းကင်ဆွမ်းခံလာတာနဲ့သွားတွေ့ဟောဒီလူတွေ့မှကြောက်လို့မှကောင်းကင်တက်အိမ်မိုးပေါ်တက်ကြော်မှဒီကိုယ်တော်ဟာပေါ့ပေါ့ရှာရှာရောက်လာတယ်ဆိုပြီးတော့အဲ့တော့အရှင်ဘုရားဘလောက်တကုံနဲ့လာတပည့်တော်မလှူနိုင်ဘူးလို့ပြောရှင်ဘုရားတတ်နိုင်လို့ဒီနာဈဉ္ညာလျှောက်လန်းသလားပြလည်းမလှူဘူးဆိုတော့ရှင်မောကလန်ဈဉ္ညာလျှောက်ပြတယ်အဲ့လိုမဟုတ်ရှင်ဘုရားတင်မြင်ခွေပြီးတော့စောင့်နေလည်းမလှူဘူးလို့ဆိုတင်မြင်ခွေစောင့်နောက်ဆုံးမှရှင်ဘုရားအခန်းထဲဝင်နေလဲတပည့်တော်မလှူဘူးဆိုတော့ရှင်မောကလန်အခန်းထဲနေပြတယ်အဲ့ဒါလို့နဲ့နေရင်ကနေပြီးတော့ तू ပြောတာတွေကဖြစ်လာအရှင်ဘုရားတဲ့မိခိုးလုံးကြီးနဲ့တပည့်တော်ကိုမိခိုးတွေနဲ့တိုက်လဲကိုတော့လှူမှာမဟုတ်ဘူးလို့ပြောတာရှင်မောကလန်တကူနဲ့ဖန်ဆင်းနေတော့အကုန်လုံးမိခိုးတွေလုံးသွားခုထိုင်းမှာဖြစ်နေသလိုနဲ့တူတယ်ချင်းအဲ့ဒီမိခိုးတွေလုံးမြန်တော့လဲကြာတော့မနေနိုင်ဘူးမီးနဲ့တိုက်လဲတော့မပြောရဘူး तू မီးလောက်မှကြောက်တယ်အဲ့ဒါတော့အဲ့လိုပြောတော့အရှင်ဘုရားတဲ့အရှင်ဘုရားလို့ချင်းဒီကိုယ်တော်ဒုက္ခပေးလုံးအားကြီးတယ်မုန်းတစ်ချက်တော့လှူလိုက်စမ်းပါကဲသူကလည်းစားခြင်းပြီးမုန်းတစ်ချက်တော့လှူလိုက်စမ်းပါဆိုရှင်မောကလန်ကြော်ပြီးသားမုန်းတစ်ချက်ဆိုပြီးတော့အဲ့ဒီကြော်ထားတဲ့မုန်းတွေကနေပြီးတော့ဆွဲထုတ်လိုက်တဲ့အခါကျတော့အကုန်လုံးတစ်ခုတည်းကိုခွဲလို့မရဘူးတစ်ချက်ဆိုပြီးတော့ယူလိုက်တာအချက်တည်းအကုန်တွဲလိုက်လာတော့တထေးတော်ကြီးခွဲတယ်မရဘူးအဲ့ဒါသူကိုယ်တိုင်ခွဲမယ်ဆိုပြီးတော့အားနဲ့ယူပြီးတော့ခွဲပြန်တော့လေအဲ့ဒီမုံကခွဲလို့မရဘူးအချက်တည်းအကုန်တွဲအဲ့တော့ခွဲရင်နဲ့တထေးတော်ကြီးတစ်ဖက်ကကင်သူကတစ်ဖက်ကကင်ယုံအတင်းဆွဲခွာတာလူလဲချွေးတွေတန်နေနဲ့ဖြစ်ပြီးတော့ခါရပင်မန်းလာတဲ့အခါကျတော့စားကျင်တွေကလည်းကုံသွားပြီအဲ့ချာကဲမထူပါဘူးဒီကိုယ်တော်ဒုက္ခပေးတယ်အကုန်သာလှူလိုက်တော့လို့ဆိုဇလန်ကအဲ့လိုနော်ဓမ္မပဒထဲမှာပါတယ်ဇလန်ကအဲ့ဒီပုံစံပြတယ်ကုံပဲလှူလိုက်တော့ဆိုပြီးတော့နောက်ဆုံးမှသူလက်လျှော့ပြီးရှင်မောကလန်ကိုအုံနေလှူတော့ရှင်မောကလန်ကတရားစပြီးတော့ဟောတယ်မဟုတ်ဘူးလောကဆိုတာလူရတန်းရတယ်ကိုတယောက်တည်းဆိုတာကိုမစားသင့်ဘူးအလုံးအတွက်ဖြစ်တဲ့နဲ့ဆိုတဲ့တရားလေးစပြီးတော့ဟောပြောဒီဘဝချမ်းသာလာတာဟာတိတ်ဘဝတုန်းကလှူခဲ့လို့ဖြစ်တာအဲ့ဒါလှူခဲ့တာဟာကုံသွားတာမဟုတ်ဘူးလှူလို့ရှိရင်ပို့ပြီးတော့ချမ်းသာကြွယ်ဝလာမှဖြစ်တယ်လို့ဆိုသူသဘောကျလာပြီနည်းနည်းသဘောကျလာပြီရှင်မောကလန်သူပြောတယ်ဒီမုံနေတဲ့မင်းတို့တောင်းလိုက်ယူလာခဲ့တဲ့မြတ်စွာဘုရားနဲ့တန်ဃာတွေကျောင်းမှာစောင့်နေတယ်အဲ့ဒီကျောင်းကဘလောက်ဝေးတော့ဆို45ရုပ်စနာဝေးတယ်တဲ့အရှင်ဘုရားဘယ်လိုလုပ်ရောက်မှာတော့စိတ်မပူနဲ့တဲ့ငါခေါ်သွားမယ်တဲ့လိုက်ခဲ့လိုက်ချင်တဲ့စိတ်သာလို့ဆိုပြီးတထေးတော်ကြီးနဲ့တထေးကြီးကိုအဲ့ဒါမုံတောင်းထမ်းခိုင်းပြီးတော့အင်းအောက်ဆင်းလိုက်တဲ့အခါမှာဇီရောကျောင်းတောက်လျှောက်တန်းရောက်သွားကျောင်းထဲရောက်သွားအဲ့ဒီမှာဘုရားမှုရှိတဲ့တန်ဃာတွေကိုသူတို့မုံနေကတ်ကြတယ်မြတ်စွာဘုရားတရားဟောတဲ့အခါမှာသူသောတာပန်ဖြစ်သွားပြီတရားတရားတွေကောင်းပြီခရစ်80ကျွယ်ဝတဲ့တထေးကြီးဟာကုသိုလ်ကောင်းမှုတွေကိုကြိုးစားပြီးလုပ်တဲ့အဆင့်ရောက်သွားတယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ယဟန်နေလိုက်နာမဲ့ကျင့်ဝတ်အနေနဲ့မြတ်စွာဘုရားဒါကိုဟောတာနော်ဒါတော့ယဟန်နေနဲ့ပို့ပြီးတော့သက်ဆိုင်တရားဓမ္မတွေနဲ့ဆက်ဆံတဲ့အခါမှာသူတို့ပစ္စည်းတွေလည်းမထိခိုက်စေနဲ့တရားတရားတွေလည်းမပြတ်စေနဲ့ပြားပရုံးတွေရဲ့ထုံးကိုနီးမိပြီးတော့အပွင့်တွေအနံ့တွေအရသာတွေအဆင်းတွေမပြတ်စေပဲနဲ့ပန်းဝတ်ကြီးကိုသာသုံးသလိုယဟန်နေဟာပြားပရုံးတို့ရဲ့ကျင့်ထုံးတိုင်းလိုက်နာကျင့်သုံးရမယ်လို့ယဟန်တန်ဃာတွေကိုဆုံးမဩဝါဒပေးတဲ့အနေနဲ့ဟောတာဖြစ်တယ်ပေါ့